ဒီနေ့ကတော့ကျမ shopping ထွက်မဲ့နေ့ဖြစ်ပါတယ်ဒီတလုံးမှာကိုနေရသူအင်ကြီးယူဝတ်နေလို့ဆိုပြီးတော့မြင်မကြည့်ဖြစ်နေရပေါ့နော်မကြိုက်ရင်အင်ကြီးအစ်စ်လိုက်ဝယ်ပေးဆိုပြီးတော့ကမာရွတ်ပူတာယုံလမ်းမှာရှိတဲ့ luxury corner ကိုခေါ်လာခဲ့လိုက်တယ်ပေါ့နော်ဝင်ချင်းမှတင်တွေးလိုက်တဲ့ t-shirt အသားလေးကလည်းကောင်းဒီဇိုင်းလေးကလည်းတော်တော်လေးကိုလှပြီးတော့သူ့ t-shirt ကြီးနဲ့မြန်တခြားစီပဲဒီဇိုင်းမှာမြင်ရတဲ့လောက်ကတော့ size သေးလေးတွေတော့နည်းနည်းများတယ်ပေါ့နော်ဒါပေမဲ့ဒီထဲကနေပြီးတော့အပဲရဲ့ခန္ဓာကိုယ်နဲ့တုံမဲ့ size ရှိမလားဆိုပြီးတော့ဆက်ရှာပါမယ်ဒီဆိုင်မှာရောက်တဲ့အထည်လေးတွေက import quality ကိုမှဈေးတက်တာလေးနဲ့ရောင်းပေးရမျိုးပေါ့နော် size တွေဆိုလို့ရှိရင်လည်းကောင်မလေးတေးသေးလေးတွေကနေအပဲလို plus size တွေအထိဝယ်လို့ရတဲ့အပြင်ကိုဈေးနှုန်းကြီးဆိုလို့ရှိရင်လည်းထောင်ကနန်းဝန်းကျင်လောက်ကနေပြီးတော့ပဲစားရပေါ့နော်ပြီးတော့ဒီဆိုင်မှာကပပဝယ်လို့ရတဲ့ daily wear တွေကနေပြီးတော့ office wear ပွဲတက်တွေအထိပါရတယ်ပေါ့နော်ဝင်ချင်းမှာ size သေးလေးတွေများနေတော့အပဲနဲ့တော်တဲ့ size ရှိလာလို့မေးလိုက်တော့ဒီဆိုင်ကကောင်မလေးကအပဲကိုအပဲနဲ့တော်တဲ့အင်ကြီး size လေးတွေရွေးပေးတယ်ပေါ့နော်အင်ကြီးလေးတွေကိုလည်းလိုက်မလိုက်တော့မတော်ကိုစမ်းဝဲကြည့်လို့ရတယ်လို့ပြောတာနဲ့အပဲအင်ကြီးလေးတွေကိုစမ်းဝဲကြည့်လိုက်ပါအောင်မယ်ပထမဆုံးရွေးထားတာလေးကတော့ဘယ်နေရာမှာဆိုလဲဝတ်လို့တင့်တော်ပြီးတော့ချစ်စရာလဲကောင်းတဲ့ cute dress လေးပေါ့နော်ပိတ်ဖုတ်စားခေါင်းဝင်လေးကိုရွေးထားပါတယ်ဒီခေါင်းဝင်လေးဆိုရင်အပဲထက်ပိုပြည့်တဲ့သူတွေတောင်မှတော်လောက်ပါတယ်နောက်တစ်မျိုးကိုတော့အပဲရီကူးကန်နေပါတွေသွားတဲ့အချိန်မျိုးမှာဝတ်လို့ရတဲ့ jumpsuit လေးနဲ့အပေါ်ထက်ကလေးပေါ့နော်ရွေးထားပါတယ်ဒီအပေါ်ထက်လေးဆိုလို့ရှင်တခြားကိုကြိုက်တဲ့ဘောင်းမီလေးတွေစကက်လေးနဲ့တွဲဝတ်လို့လည်းရတယ်ပြီးတော့အယောင်လေးတွေလည်းရှိသေးတယ်ဈေးနှုန်းဆိုလို့ရှင်လည်းတောင်းကနန်းဝင်းကျင်လေးပဲရှိပါတယ်နောက်တစ်မျိုးကတော့အပဲရုံတက်နေတဲ့မမရဲ့အတွက်ဝတ်ပြရတာပါအပဲဒီ luxury corner မှာတွေ့ရတာဆိုရင် office wear တွေအတွက်ကိုတော်တော်များများလေးထားပေးထားတာကိုတွေ့ရတယ်ပေါ့နော်ပြောင်လေးတွေကိုမှ office အတွက် basic color လေးတွေလည်းတော်တော်များတယ်အပွင့်စင်လေးတွေဆိုလို့ရှိရင်လည်းငိမ့်ငိမ့်လေးတွေရင်လေးတွေနဲ့ပေါ့နော်တော်တော်လှလှလေးတွေရှိတာကိုတွေ့ရပါတယ်ဒါကတော့အပဲပွဲတက် dress ပုံစံမျိုးလေးရွေးထားတာပါအင်ကြီးအသားလေးကအမွှေးပွပွလေးနဲ့ရမ်းချစ်ဖို့ကောင်းနေပေါ့နော်ခေါင်းဝင်ကကားလေးဆိုတော့အပဲကခါ shape လေးပေါ်သွားအောင်လို့ကပတ်ကလေးနဲ့တွဲပြီးတော့ဝတ်ထားပါတယ်အပဲဝတ်ထားတဲ့ကပတ်လေးဆိုလို့ရှိရင်လည်းအပဲကို plus size တွေတော့တော်တော်လေးကိုတင့်တော်တယ်ပေါ့နော်ကပတ်ကပေါက်ရတဲ့ဟာမျိုးမဟုတ်ဘဲနဲ့တော့ဆွဲပြီးတော့မှပတ်ရတဲ့ပုံစံလေးဆိုတော့အရန်ချစ်ဖို့ကောင်းပြီးတော့အပဲလို plus size တွေအတွက်တစ်ခုလောက်တော့ရှိထားတဲ့ကပတ်ပုံစံလေးပါဒီခေါင်းဝင်ပုံစံလေးကတော့အပဲထသွားထလာကောက်စွပ်ကလေးဆိုလို့ရှိရင်လွယ်တကူဆွဲဝတ်လို့လည်းရတယ်ဘယ်နေရာသွားလဲတင့်တော်တဲ့ပုံစံမျိုးလေးမို့လို့အပဲတစ်ထည်လောက်တော့ယူထားလိုက်တယ်ပေါ့နော်ဒီကောင်ဝယ်လေးကတော့ဘယ်သူမှဆိုချစ်ဖို့ကောင်းနေမဲ့ dress လေးပါအုတ်ထုပ်ကလေးပါတွဲပြီးတော့ပါတယ်ပေါ့နော်ခရီးသွားတဲ့အချိန်မျိုးမှာဆိုလို့ရှိရင်ဓာတ်ပုံရိုက်အရန်လှမဲ့ပုံစံလေးမို့လို့အပဲကတော့တစ်ထည်လောက်ယူထားပါတယ်သူ့မှာအယောင်ကွယ်လေးတွေလည်းရှိသေးပါတယ်အပဲကိုဝတ်ထားတဲ့ dress လေးကတော့အခုတလုံးမှာအရန်ကို trend ဖြစ်နေတဲ့ dress လေးပါပြီးတော့ဒီဆိုင်မှာလည်းအပဲသွားတဲ့နေရာမှာအစ်စ်ရောက်ထားတာလို့ပြောပါတယ်အသားလေးကအရန်ကိုအီဖက်ပြီးတော့မှအရန်ဝတ်လို့ကောင်းတယ်ပေါ့နော်ကျိုးတုံး dress လေးဖြစ်တာမို့လို့အပဲအပေါ်က cardigan လေးနဲ့တွဲပြီးတော့မှဝတ်ထားပါတယ်အပဲဒီကောင်ဝင်လေးဝတ်ပြီးသွားတာနဲ့လုံးဝမချွတ်ချင်တော့တာနဲ့တခါတည်းပဲဝတ်သွားလိုက်တော့မယ်ဆိုပြီးတော့ဆုံးဖြတ်လိုက်တယ်ပေါ့နော်အပဲဝတ်ထားတဲ့ကျိုးတလုံးကောင်ဝင်လေးမှဆိုလို့ရှိရင်တခြားအစင်လေးတွေလည်းရှိပါသေးတယ်တခြားအစင်တွေကိုတွေ့ပြီးတော့ဝေခွဲမရတဲ့မြေပဲမှဖြစ်ပြီးတော့ဘာကြီးလို့ယူရမှမသိဘူးဖြစ်သွားတယ်ပေါ့နော်နောက်ဆုံးမှာတော့ဝတ်ထားတဲ့ဟာလေးကိုပဲယူလိုက်ပါတော့တယ်အပေါ်က cardigan အထက်ကလေးနဲ့ပါတခါတည်းတွဲဝတ်သွားလိုက်တော့မယ်ဆိုပြီးတော့တစ်စိတ်တွေပါတစ်ခါဖြုတ်ခိုင်းလိုက်ပါတယ်မသိတဲ့ပေါင်းကြတယ်ရှင်မသိဘူးကြော်လာလို့ဆိုတော့လေကျမတို့စမနာတဲ့ဘူးကြီးလို့ဆိုလို့ရှိရင်တော့15% discount shop ပေးတယ်လို့ရှိရင် VIP ကတ်လည်းလုပ်ပေးတယ်ရှင် VIP ကတ်ကကြတော့အမရဲ့နာမည်နဲ့ဖုန်းနံပါတ်တွေတော့ပေးခဲ့ရမှာတော့เนาะဒီမှာရောရပြီဆိုလို့ရှိရင်အမဖုန်းတော့ပြန်လဲဆက်ပေးမယ်အခုတော့တခါလေး15% discount ချပေးလိုက်နေရှင်ဟုတ်ကဲ့ဟုတ်ဆိုင်မှာ2သိန်းဖို့ပြပြီဆိုတာနဲ့15% discount ရမယ်မှာပါကက်လေးလေးရှိရဆိုတော့အပဲတခါလေးလောက်ခဲလိုက်ပါတယ်ကဲအခုကစပြီးတော့ကိုနေအင်ကြီးလုံးဝမတော်ပါဘူး luxury corner 2သိန်းဖို့ဝယ်ထားတဲ့အင်ကြီးပဲဝတ်ပါတော့မယ်ကိုကောင်လေးကသူ့ရဲ့အင်ကြီးယူဝတ်တာမကြိုက်ဘူးဆိုပြီးပြောနေတယ်ဆိုလို့ရှိရင်အပဲလိုပဲချေမိုးပြီးတော့ luxury corner မှာအင်ကြီးလေးတွေတောက်ဝယ်လိုက်ကြနော်